ဒီစနိုမာရီနက်ကမိုက်ကယ်ကာရီရဲ့ပြောကြားချက်ကိုတသွေးမသိမ်းကျွန်တော်တို့ကစားသမားတွေလှုပ်ဆောင်ခဲ့ပါတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ကစားသမားတွေရဲ့ရင်ဘတ်ထဲကိုစိတ်သက်ခွန်အားတွေမိုက်ကယ်ကာရီအပြည့်ထည့်ပေးခဲ့ပါတယ်ဆိုတဲ့အကြောင်းကိုအခုလိုမျိုးပဲပြောကြားသွားတာတော့တကယ်ကိုနဝင်ရှို့လွန်းလာတဲ့အခြေအနေတွေလိုပဲပြောအောင်ပါဖြစ်ပါတယ်။ကန်ညီကိုတို့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Top United ဆိုတဲ့ channel လေးကနေပြီးတော့ကြိုဆိုပါရညီကိုတို့ရေနော်မင်းညတော့ရှင်ပြန်ကစားသွားတဲ့ Manchester Derby ပွဲစဉ်မှာကျွန်တော်ရဲ့အသင်းက Man City အသင်းကို 2-0 ဆိုတဲ့ရလဒ်နဲ့အနိုင်နိုင်ခဲ့ပါတယ်ဒီပွဲစဉ်အပြီးမှာကျွန်တော်ရဲ့အသင်းရဲ့ကစားသမား2ဦးဖြစ်တဲ့လီဆန်နိုမာတီနက်နဲ့အမ်မိုကိုပွဲပြီးအခြေအနေလေးမင်းမြန်ထားတဲ့ interview video file လေးကိုကြောက်ရင်ညီကိုတို့အတွက်မြန်မာစာနဲ့ထိုးပေးသွားမယ် reaction လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ဒီ interview မှာအဓိကတော့လီရှာပြောသွားတဲ့ Michael Carrick နဲ့ပတ်သက်တဲ့အကြောင်းရင်းတွေဒါအမ်မိုပြောသွားတဲ့ Michael Carrick နဲ့ပတ်သက်တဲ့အကြောင်းရင်းလေးတွေကတော်တော်လေးကိုကျွန်တော်တို့အတွက်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းရင်းလေးတွေပါပါတယ်ဆိုတော့ညီကိုတို့လည်းသိချင်လောက်မယ်လို့ထင်ပါတယ်ဒီအတွက်ကြောင့်ကျွန်တော်တို့video လေးလိုက်ကြည့်ဖို့အတွက်ဖိတ်ခေါ်ပါတယ်။ Okay ဒါဆိုကျွန်တော်တို့ဗီဒီယိုတော့ကြည့်လိုက်ရအောင်ဗျာနော်။ Okay ကျွန်တော်တို့ဗီဒီယိုလေးတော့စပါပြီဗျာနော်။ After let's face it some tough times to see this place like this. Unbelievable. Okay ဆိုတော့အခုမေးထားတဲ့မိကတော့မြင်တွေ့တဲ့အတိုင်းပဲကဲမင်းတို့ရဲ့လက်ရှိဒီနေ့ရလက်ကတော့မယုံနိုင်ကြစရာကောင်းလောက်တဲ့အခြေအနေမျိုးပါပဲဒီနေ့ပွဲစဉ်ကတော့မင်းတို့အတွက်တကယ်ကိုမယုံနိုင်ကြစရာကောင်းလောက်တဲ့ရလက်မျိုးကိုရရှိခဲ့တာပါလက်ရှိဒီပြိတ်သက်တွေနဲ့ဒီရလက်ကြီးနဲ့ဒီခြေတွေနဲ့ကိုမင်းတို့ရင်ထဲမှာဘလို့တွေခံစားနေရလဲဆိုပြီးတော့မေးမြန်းထားတဲ့မိကုန်းပဲဖြစ်ပါတယ်ဆိုတော့ဒီမိကုန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့လီရှာကြီးဘာတွေဖြေသွားမလဲစက်ကြည့်လိုက်ရအောင်ဗျာနော် Being here with our people, with the fans. အမှုရဲ့ပခုံးဖတ်ပြီးတော့နော်ဖြေနေရစရာကြီး How we suffer on this during the season. ဟုတ်တယ် But the only way is putting the face here and showing who we are. And I think today it was the best moment to do it. And I think the team, not just the player who were on the pitch, but also on the bench, the staff, everyone was part of that. Is the ဆိုတော့လီရှာတော့လက်ရှိမှာပေါ့နော်ဒီပြိတ်သက်ကြီးဒီလူတွေနဲ့ငါတို့အသင်းအခုလိုမျိုးရှားလက်မျိုးတွေပုံဖော်တင်နေတာကြာပါပြီဒီလိုအခြေအနေမျိုးတွေငါတို့ခံစားတင်နေတာကြာပါပြီဒီနေ့မှာတော့ငါတို့ဒါကိုလှုပ်ဆောင်နိုင်ခဲ့ပြီဆိုတော့ဒီရောက်ကိုငါတို့လှုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာကလည်းငါတို့ကွင်းထဲမှာရှိနေတဲ့ကစားသမားတွေမကဘဲနဲ့အရန်ကုန်မှာရှိနေတဲ့ကစားသမားတွေကနီးပြဖွဲ့ဝင်တွေကငါတို့ရဲ့ဝန်ထမ်းတွေကိုအားလုံးအတူတူပူးပေါင်းစည်းလုံးညီညွတ်စွာဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့်ဒီလိုရလက်မျိုးကိုဒီလိုအခြေအနေမျိုးမှာဒီပြိတ်သက်တွေအတွက်ငါတို့လှုပ်ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်ဒီအတွက်ကြောင့်သူအနေနဲ့အရန်ကိုကျင်းနဲ့မိပါတယ်ဆိုပြီးတော့လီဆန်နိုမာရီနက်ကတော့အခုလိုမျိုးပဲဒီပွဲစဉ်ရဲ့နိုင်ရလက်နဲ့ပတ်သက်ပြီးတော့သူ့ရဲ့ခံစားချက်ကိုပြောဆိုသွားခဲ့ပါတယ်ဟုတ်ပါတယ်ဒီပွဲစဉ်ကကျွန်တော်တို့ line နဲ့7ရောက်ထွက်တဲ့ကစားသမားတွေအပြင်အရန်လူစင်းတွေဝင်လာတဲ့ခူညာမောက်တို့ရဲ့ကောင်းမွန်မှုတွေကြောင့်လည်းပါသလိုမိုက်ကယ်ကာရီရဲ့နီးပြအဖွဲ့ဝင်တွေအားလုံးရဲ့ထောက်ပံ့မှုကောင်းမွန်မှုတွေကစားသမားတွေကိုနီးပေးလမ်းညွန်လှုပ်ဆောင်မှုကောင်းမွန်မှုတွေကအများကြီးရေးပါခဲ့ပါတယ်အများကြီးလည်းသုံးဝင်ခဲ့ပါတယ်ဒီပွဲစဉ်ကိုနိုင်ဖို့အတွက်လည်းအများကြီးလည်းထောက်ကူပြုခဲ့တယ်လို့ကျွန်တော်ပြည်သက်တွေရဲ့အားပေးမှုတွေကလည်းဒီပွဲစဉ်ကိုနိုင်ဖို့အတွက်စိတ်သက်တွေမွေးမြူဖို့အတွက်အကောင်းဆုံးထောက်ကူတွေဖြစ်ခဲ့တယ်လို့လည်းကျွန်တော်မြင်မိပါတယ်เนาะโอเคပါကျွန်တော်ဆက်ကြည့်လိုက်ရအောင်ဗျာเนาะyou feel with the fans, the energy that's here right now, just maybe the best you've known it. Absolutely, absolutely. ဆိုတော့အခုမေးထားတဲ့မိကုံကတော့လက်ရှိပေါ့နော်မင်းတို့အသင်းကဒီနေ့ပွဲစဉ်မှာတော်တော်လေးကိုစိတ်တက်ပိုင်းစွမ်းဆောင်ရည်တွေတော်တော်လေးမြင့်တက်နေတဲ့ပုံစံမျိုးကိုမြင်ရတယ်ဆိုတော့မန်တလီပိုင်းအရင်ကောင်းနေပေါ့ဗျာသိရမလားဆိုတော့မန်စီးတီးရဲ့ဆိုင်မင်းတို့အသင်းကစိတ်တက်ပြင်းထန်မှုတွေကိုမြင်တွေ့နေရတယ်ဒါပြည့်သက်ဒီစီကကူးဆက်လာတဲ့အခြေအနေတစ်ခုလားဒီကြောင့်လည်းပတ်သက်ပြီးတော့မေးမြန်းထားတာပါဆိုတော့ဒီကြောင့်လည်းပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့လီရှာဘာပြောရမလဲစက်ကြည့်လိုက်ရအောင်ဗျာနော် I think one important thing that Wow, Michael Carrick ကပြောခဲ့တယ်နော် He said use the energy of the people. Yes. And today I think we did it, and when we are together like this, it's impossible to lose at home. Wow, Michael Carrick ကသူတို့ကိုပွဲမကန်ခင်မှာပြောခဲ့တဲ့စကားကြောင့်သူတို့ဒီနေ့ပွဲစဉ်မှာဒီလိုစိတ်တက်မျိုးတွေနဲ့ကစားနိုင်ခဲ့တာပါဆိုပြီးတော့လီဆန်နိုမာတီနက်ကတော့ပြောကြားသွားခဲ့ပါတယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာပြည်သက်တွေစီကငါတို့စွမ်းရည်တွေအများကြီးကူးစက်ခဲ့ပါတယ်ဒါဟာ Michael Carrick အနေနဲ့ငါတို့ကိုပွဲမစခင်မှာမင်းတို့အိမ်ဝင်းမှာကစားတဲ့အချိန်ကျရင်ပြည်သက်တွေရဲ့အားပေးမှုစွမ်းရည်တွေကိုရယူပါပြီးရင်ဒီစွမ်းရည်တွေနဲ့ပြိုင်ဘက်အသင်းကိုအကောင်းဆုံး fight ပါဆိုတဲ့သူပြောခဲ့တဲ့အရေးကြီးဆုံးအချက်တစ်ခုကငါတို့အတွက်ဒီနေ့ပွဲစဉ်ကိုနိုင်ပွဲရရှိခဲ့တဲ့အရာတစ်ခုပဲဖြစ်ပါတယ်ဆိုတော့ငါတို့ပြိုင်ဘက်အသင်းထက်ပိုကောင်းခဲ့တဲ့အရာတစ်ခုပဲဖြစ်ပါတယ်ဆိုတော့ဒီຢာတွေနဲ့ပဲငါတို့နောက်ပွဲစဉ်တွေမှာအတူတကွအားလုံး live လှုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင်ပေါ့နော်ငါတို့အတွက်အိမ်ဝင်းပွဲစဉ်ဆိုတာရှုံးပွဲ
ရှိစရာဘာအကြောင်းမှမရှိပါဘူးဆိုပြီးတော့ဒီဆန်နိုမာရီနက်ကမိုက်ကယ်ကာရီရဲ့ပြောကြားချက်ကိုတသွေးမသိမ်းကျွန်တော်တို့ကစားသမားတွေလှုပ်ဆောင်ခဲ့ပါတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ကစားသမားတွေရဲ့ရင်ဘတ်ထဲကိုစိတ်သက်ခွန်အားတွေမိုက်ကယ်ကာရီအပြည့်ထည့်ပေးခဲ့ပါတယ်ဆိုတဲ့အကြောင်းကိုအခုလိုမျိုးပဲပြောကြားသွားတာတော့တကယ်ကိုနဝင်ရှို့လွန်းလာတဲ့အခြေအနေတွေလိုပဲပြောအောင်ပဲဖြစ်ပါတယ်နီးပြတယောက်ရဲ့တက်ရောက်မှုဟာဘာတွေလဲဆိုတာဒါပါပဲကျွန်တော်တို့ရဲ့အသင်းအတွက်လိုအပ်ချက်တွေရှိနေတဲ့အရာတွေကဘာတွေလဲဆိုတာဒါပါပဲကျွန်တော်တို့ရဲ့အသင်းမှာပြဿနာတွေဖြစ်နေတာဘာတွေလဲဆိုတာဒါပါပဲမိုက်ကယ်ကာရီကဘာကောင်းမှမဟုတ်ပါဘူးဘာနီးစနစ်မှလည်းမရှိပါဘူးနာမည်ကြီးတဲ့နီးပြမျိုးလည်းမဟုတ်ပါဘူးဒါပေမဲ့အသင်းကို United DNA ဆိုတဲ့စိတ်ဓာတ်တစ်ခုလည်းယူဆောင်လာပေးတာပါအဲ့ဒီ United DNA ကဘာမှမဟုတ်ဘူးစောက်ဘောတွေဘာဆိုတဲ့လူတွေသူတို့ပြရိုင်းဂိမ်းပေါ့ဗျာ United DNA စိတ်ဓာတ်တစ်ခုတည်းနဲ့အသင်းကိုဘာမှပြောင်းလဲလို့မရဘူးဆိုတဲ့တစ်ဖက်စောင်းနေအမြင်တွေခဏသွားနေတဲ့အခြေအနေတွေအခုအဲ့ဒီ DNA ကကျွန်တော်တို့အသင်းကိုဘာတွေပြောင်းလဲပေးစေခဲ့လဲဆိုတာကိုမြင်တွေ့လောက်ပြီးလို့ကြိုက်နေထင်ပါတယ် United DNA ကအရင်ရေးကြီးတယ်။နေပြတယောက်စီမှာအဲ့ United DNA ရှိမှကစားသမားတွေစီကိုကူးစက်မယ်။ကစားသမားတွေကလည်းအဲ့ United DNA ဆိုတဲ့စိတ်ဓာတ်အပြည့်နဲ့ကစားမှကျွန်တော်တို့အသင်းရဲ့ပြိုင်ပွဲတိုင်းကိုဒီစိတ်ဓာတ်တွေနဲ့အလဲထိုးမှနိုင်ပွဲတွေရမယ်။စိတ်ဓာတ်မပါလာတဲ့အသင်းကဘာမှသုံးစားလို့မရဘူး။ဘလောက်ပဲကောင်းနေတဲ့အသင်းမျိုးဖြစ်စေစိတ်ဓာတ်မပါရင်ဘာမှလုပ်လို့မရဘူး။နော်။ဒါဟာအဓိကပြရုပ်တစ်ခုပဲ။နော်။ Okay ပါကျွန်တော်ဆက်ကြည့်လိုက်အောင် Is it your most special day so far in the red shirt? Yeah, I think it's one of them. Obviously, yeah, scoring in front of this stand ပြည်သက်ရှိမှာကိုသွင်းခဲ့တာမျိုးကြီးစီတာပဲလေ is even more, and yeah, like Licha said, ဟုတ်တယ် the atmosphere. We used the energy of the fans today, and yeah, this place was unbelievable today. So တတိတော့ကအမိုးရေမင်းဒီနေ့ပွဲစဉ်မှာတော့မင်းတို့အကောင်းဆုံးစွမ်းဆောင်ရည်တွေနဲ့ထင်ရှားတဲ့စွမ်းဆောင်ရည်တကူပြသခဲ့လို့ငါအနေနဲ့မြင်နေကွာဆိုတော့ဒီကြောင့်လည်းပတ်သက်ပြီးတော့မင်းဘယ်လိုခံစားရလဲလို့မေးတဲ့အချိန်မှာဆိုတော့ဒီလိုပြိသက်တွေရှေ့မောက်မှာငါအနေနဲ့ဒီလိုထားပြီးပွဲစဉ်မျိုးမှာသွင်းယူပြီးတော့ပြိသက်တွေအတွက်နိုင်ပွဲတစ်ခုရယူပေးနိုင်တာတကယ်ကိုမြင်နိုင်ကြည့်စရာကောင်းလောက်အောင်ကိုဒါစိတ်သက်ဘယ်လိုပြောမလဲခံစားမှုတွေပြေဝနေတယ်ပေါ့ဗျာလက်ရှိမှာဒီရှာပြောခဲ့သလိုပါပဲငါတို့အသင်းဒီနေ့ပွဲနိုင်ရရှင်အကြောင်းရင်းကပြိသက်တွေစီကစွမ်းရည်တွေကူးဆက်ပြီးတော့ငါတို့အကောင်းဆုံးဒီစိတ်သက်အပြည့်နဲ့တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ရှင်ပြိုင်ခဲ့တဲ့အတွက်ကြောင့်ငါတို့တစ်ဖက်အသင်းကိုနိုင်ခဲ့တာပါဒီအတွက်ကြောင့်ငါတို့အသင်းဒီလိုမျိုးအခြေအနေတွေအများနဲ့ရှိနေဖို့လိုအပ်ပါတယ်ဆိုပြီးတော့လီချာရဲ့စကားကိုလည်းအမှုမှုပါထောက်ခံသွားတဲ့ပုံစံမျိုးကိုကျွန်တော်တို့မြင်ခဲ့ရပါတယ်ဒါကြောင့်မိုက်ကယ်ကာရီရဲ့ effect ကိုကစားသမားတိုင်းနားလည်နေပြီသိနေပြီဆိုတာကိုမြင်နေရပြီဒါဆိုရင်ကျွန်တော်တို့ရဲ့ခီးလန်းဟာဖြောင်ဖြူးနေပြီလို့ပြောလို့ရတယ်နော်ဆိုတဲ့ကြောင့်မိုက်ကယ်ကာရီကပေါ်သေးလူမဟုတ်ဘူးနော်ကျွန်တော်တို့ရဲ့ဂန်နဝင် player ကျွန်တော်တို့အကြောင်းကိုအတွင်းထဲတည်တဲ့နီးပြဘာလဲဆိုတော့ every time လက်ထက်ဒီပြရေး social လက်ထက်နော် assistant ကိုအနေနဲ့သူလုပ်ခဲ့ဘူးတယ်နော်ဆိုတော့အဲ့ရဲ့ assistant ကိုမှလည်းဒီကစားသမားတွေနဲ့သူအရင်တစ်ပါးနေခဲ့ဘူးတယ်ဒီအသင်းရဲ့အကြောင်းဘာပြဿနာရှိနေလဲဆိုတော့သူအတွင်းထဲကသိတယ်ဒီတော့ကြောင့်သူယာယီနီးပြနဲ့ရောက်လာတဲ့အချိန်မှာဒီအသင်းမှာဘာတွေပြဿနာတက်နေလဲဆိုတာသူနားလေတဲ့အတွက်ကြောင့်3ရက်အတွင်းမှာနော်3ရက်အတွင်းမဲ့တော့ဆရာတို့ Man City ကိုကန်ဖို့အတွက်ကားရက်3ရက်ပဲအချိန်ယူသွားတယ်နော်အမိုးလေးလို့တစ်နှစ်တောင်အချိန်ယူသွားဘူး3ရက်ပဲအချိန်ယူသွားတယ်အကောင်းဆုံးပြောင်းလဲပေးသွားတဲ့အသင်းကိုကြည့်လိုက်နော်အပြောင်းလဲမှုတွေအများကြီးမြင်တွေ့ခဲ့ရတယ်ကြည့်လိုက်အဲ့ဒါ United DNA ဆိုတဲ့စိတ်ဓာတ်တစ်ခုတည်းနဲ့လှုပ်ဆောင်ပေးသွားတဲ့အရာတွေပဲနော် okay ပါ Been like for you in the last sort of week or two you obviously have the pride of going away and representing your country and while you're there and you come back everything's changed ကဲဆိုတော့ဒါတော့အမိုးရေမင်းနိုင်ငံပွဲစဉ်တွေကိုတွားရောက်ကစားနေတဲ့အချိန်မှာအသင်းရဲ့ပြောင်းလဲမှုကြီးမားတဲ့အရာတွေကိုကြုံခဲ့ရတာပဲမင်းအသင်းကနေထွက်သွားတဲ့အချိန်နဲ့မင်းအသင်းကိုရောက်လာတဲ့အချိန်မှာပြောင်းလဲမှုတွေအများကြီးဖြစ်ခဲ့တာနော်ဆိုတော့ဒီချိန်နဲ့ပတ်သက်ပြီးတော့မင်းဘယ်လိုခံစားရလဲဆိုတော့မေးမြန်းလာပါအမိုးအနေနဲ့ဒီကြောင်းနဲ့ပတ်သက်ပြီးတော့ဘာပြောအောင်လဲကျွန်တော်ဆက်ကြည့်လိုက်ရအောင်ဗျာနော် Yeah, when I came back, a lot of things changed, but I think we have a very good group. We always been together, like stick together. Yeah, we have fantastic uni. So yeah, I think it's unbelievable. Sandra, obviously ဆိုတော့သူ United တင်ကနေထွက်သွားပြီးတော့ပြန်လာတဲ့အချိန်မှာအသင်းရဲ့ပြောင်းလဲမှုကြီးမားတွေမြင်တွေ့ခဲ့ရတာတော့အမှန်ပါပဲဆိုတော့ဒီပြောင်းလဲမှုတွေကငါတို့အသင်းအတွက်တော့ဒါတော်တော်လေးတော့စိတ်ပူစရာကောင်းခဲ့တယ်ပေါ့နော်ဒါပေမဲ့ငါတို့အသင်းနေနဲ့လက်ရှိပြောင်းလဲမှုအပေါ်မှာဒါတိုးတက်အောင်လဲဆက်ပြီးတော့လှုံ့ဆော်နိုင်တဲ့ပုံစံမျိုးတော့မြင်ရပါတယ်ဆိုတော့ငါတို့အကောင်းဆုံးဖြည့်ဆည်းရမှာပေါ့နော်ငါတို့ပြောင်းလဲမှုတွေလှုံ့ဆော်ပြီးတော့အကောင်းဆုံးလှုံ့ဆော်ရမှာပေါ့ဒီအပြောင်းလဲမှုတွေကငါတို့အတွက်ဒါအများကြီးတော့အဟန့်ဒါတော့ဖြစ်စေတော့ဘူးလို့ထင်ပါတယ်ဆိုပြီးတော့ဒါအမှုကတော့ဒီပြောင်းလဲနေပတ်သက်ပြီးတော့ပဲအခုလိုမျိုးပဲပြောသွားခဲ့ပါတယ်โอเคပါထားလိုက်ပါတော့ဒါတွေကပြောင်းလဲကိစ္စတွေမေးလိုက်တော့နော်ဆိုတော့အသေးအကိစ္စတွေမေးလိုက်တော့ကျွန်တော်တို့အနာဂတ်ကိုပဲရှေ့ဆက်မယ်တောက်ပါတဲ့ခီးလန်းတွေတောက်ပါတဲ့အနာဂတ်တွေပဲကျွန်တော်တို့မြင်ရှင်တယ်โอเคနော်စစ်ရှက်မယ် Brian got his goal the other thing that happened today is you kept
Man City as a whole, but Erling Haaland I was really proud of that. Not just the defence, but the defensive effort as a whole from the whole team. ဟုတ်တယ်နော်ဆိုတော့လီရှာအေးမင်းဒီနေ့ပွဲစဉ်မှာ Man City အသင်းလုံးကိုထိန်းခဲ့တယ်ဆိုတာတက်အေလန်ဟာလန်ကိုထိန်းခဲ့တဲ့ချိန်နဲ့ပတ်သက်ပြီးတော့ငါဆောင်ရစိတ်ဝင်စားတယ်မင်းဒီကောင်ညို့ဘလို့ထိန်းခဲ့တာလဲဟာလန်ငြိမ်သက်သွားတဲ့အခြေအနေတစ်ခုဖြစ်ရလောက်အောင်မင်းပါရီဟာလန်ကိုလှုပ်ခဲ့တာလေဆိုတာနဲ့ပတ်သက်ပြီးတော့မေးမြန်းထားတာဆိုတော့ဟာလန်ဘောလုံးဘယ်နှချက်ထိရလဲလို့ကျွန်တော်ဟာလန်ကိုသွားမေးချင်တယ်ဆိုတော့ထိအောင်မထိရဘူးထင်တယ်နော်လီရှာထိန်းပြသွားတာဆရာတို့လီရှာနဲ့မကွန်ရထိန်းပြသွားတာအဓိကတော့လီရှာထိန်းသွားတာလို့ပဲပြောရမှာပေါ့ဒါကြောင့်မို့လဲဒီနေ့တော့ကလီရှာကိုမေးထားတာဆိုတော့လီရှာဒီအောင်နဲ့ပတ်သက်ပြီးတော့ဘာပြောရမလဲစကြည့်လိုက်ရအောင်နော် When you play against this kind of players, the team defend, not just one or two players. And I think today we defend so good. We were compact all the times, and then you have the confidence to go to the duels. And I think you feel today different energy when you see the eyes of the player. And I think today the team won. That's the most important for me, and I'm happy with that. It feels like ဆိုတော့လီရှာတော့ဒီလိုကစားသမားမျိုးကိုထိန်းတဲ့အချိန်မှာငါတို့ခံစစ်ကိုပို့ပြီးအားပြုဖို့အတွက်တော့အရေးကြီးတယ်ဆိုတော့ဒီလိုကစားသမားမျိုးကိုထိန်းတဲ့အချိန်မှာအာယုံစူးစိုက်မှုအပြည့်တော့ထားဖို့လိုတယ်ပေါ့နော်ငါတို့တစ်ချက်လေးမှားသွားတာနဲ့ဒီကစားသမားငါတို့အသင်းရဲ့ကိုသွင်းမဲ့ကစားသမားမျိုးဖြစ်တယ်ဒီအတွက်ကြောင့်ငါတို့တစ်ယောက်တည်းဆိုတာထက်နှစ်ယောက်တည်းဆိုတာထက်ငါတို့တစ်သင်းလုံးဒါတက်ညီလက်ညီကစားသွားနိုင်တဲ့အတွက်ကြောင့်လို့တော့ထင်တယ်ငါတို့ခံစစ်ဒီနေ့ပွဲစဉ်မှာအရင်ကောင်းခဲ့တယ်ငါတို့အကောင်းဆုံးထိန်းချောင်းနိုင်ခဲ့တယ်လို့ပဲပြောရပါပဲဖြစ်တယ်ဆိုပြီးတော့လီရှာကတော့ခုလိုမျိုးပဲပြောသွားခဲ့ပါတယ်ဆိုတော့ Okay ပါဆက်ကြည့်လိုက်အောင်နော် been talking about your height ever since you came to England, but a defender like you, not the biggest centre half. How do you deal with a giant like Haaland, and obviously not just a giant, a top player as well? ရောက်ပြီဒီမေးခွန်းတော့စားရတယ်ဆရာတို့နော်ဆိုတော့မင်းရဲ့ရက်မောင်းနဲ့ပတ်သက်ပြီးတော့တဲ့လက်ရှိအင်္ဂလန်လူတွေကတဲ့တော်တော်များများဝေဖန်ကြတယ်ဒီလိုပူပူတူတူလေးနဲ့မင်းဘယ်လိုလုပ်ခံစစ်ကစားသမားကြီးကစားမှလဲပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့မင်းကိုအများကြီးဝေဖန်ကြတယ်အခုတော့လူထွားကြီးဖြစ်တဲ့နော်အရန်ကိုရက်မောင်းရှိတဲ့လူထွားကြီးဖြစ်တဲ့ဟာလင်းဟာလန်လို player မျိုးကိုမင်းတို့ရက်မောင်းပူပူတူတူလေးကထိန်းသွားပြသွားတာတကယ်မျိုးနဲ့ကြီးစရာကောင်းတဲ့အခြေအနေမျိုးပဲဟာလင်းဟာလန်ဆိုတာရက်မောင်းထွားရုံနဲ့မဟုတ်လူထွားကြီးဖြစ်ုံနဲ့မကဘဲနဲ့အရေးသွေးကောင်းတဲ့ player quality ရှိတဲ့ player ဂိုးတွေအများကြီးသွင်းနိုင်တဲ့ player ဒီလို player မျိုးကိုမင်းတို့လူမျိုးလေးကထိန်းသွားတာငါရန်သိချင်နေပြီမေးပြောပြပေးပါဦးဆိုပြီးတော့ဒီကြောင်မေးသွားတာဒီမေးခွန်းကအဆိုင်နော်ဒါပြီးတော့ဘယ်လိုပဲဖြစ်လီရှာတော့ဂုံယူတယ်နော်ဟာလန်တို့ player မျိုးလီရှာထိန်းနိုင်သွားနိုင်တာကတော့တကယ်ရှိကျူးစင်စရာပဲနော်ဆိုတော့ဒီကြောင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့လီရှာဘာဆက်ပြောအောင်လဲဆက်ကြည့်လိုက်အောင်နော် Focus the whole game. I think if you give 1 or 2 seconds to Haaland, ဟုတ်တယ် and I think you have to be really focused in the game and don't have to be comfortable in the back like nothing happened because there the switch and the change the click and the score they are like this. That's why Haaland every season scored 30-40 goals, so I think we have to be always focused. Right, ဆို last တော့ word on ဟာလန်တို့ player မျိုးထိန်းဖို့အတွက်ဆိုရင်အာယုံစူးစိုက်မှုအပြည့်ထားမှရမယ်ပေါ့နော်ဘာလို့လဲဆိုတော့တစ်ချက်လေးလွတ်သွားတယ်သူကကျွန်တော်တို့ဂိုးကိုသွင်းသွားမယ်ကစားသမားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့တစ်စက္ကန့်2စက္ကန့်သွင်းပါဦးဒီကောင်ကပြောင်းလဲနိုင်တဲ့အခြေအနေမျိုးတွေရှိတယ်ပေါ့နော်ဒီအတွက်ကြောင့်သူ့ဘောကိုကျွန်တော် focus အပြည့်ထားရတယ်ဆိုတော့ဟာလန်တော်တယ် player မျိုးတော့မဟုတ်ဘူးတရားဒီကိုသွင်းကို30 40လောက်သွင်းနေတဲ့ player မျိုးပြဒီအတွက်ကြောင့်ကျွန်တော်တို့အာယုံစူးစိုက်မှုလုံးဝလွတ်လို့မရဘူးဒီကောင်ကို focus အများကြီးထားပြီးတော့ကျွန်တော်တို့ထိန်းခဲ့ရတာနော်ဒီလိုထိန်းချောင်းမှုတွေကြောင့်ဒီလိုအာယုံစူးစိုက်မှုတွေကြောင့်လည်းကျွန်တော်တို့ဒီကောင်ကိုထိန်းနိုင်ခဲ့တယ်လို့ပြောရင်ထင်နေဆိုပြီးတော့လီရှာကတော့ကျွန်တော်တို့ဟာလင်ဟာလိုင်းယူပေါ့နော်ဘယ်လိုထိန်းခဲ့လဲဆိုတာကိုခုလိုမျိုးပဲရှင်းပြသွားခဲ့ပါတယ်ကောင်းပါတယ်နော်လီရှာရဲ့တကယ်ကိုအသင်းဘောကို focusထားပြီးတော့ထိန်းချောင်းနိုင်စွမ်းတွေကတော့ကျွန်တော်ကွင်းတွင်းမှာလည်းမြင်ရပါတယ်ဆိုတော့လီရှာတိုင်းအားပြန်မရောက်ပဲရေးကြည့်တယ်ဒီလိုပုံစံမျိုးလေးပဲကြံ့ခိုင်မှုအပြည့်စက်ကစားနိုင်ဖို့ပဲရေးကြည့်တယ်နော်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ရဲ့ခံစစ်ကြောင်းမှာဘာမှတိတ်ပူပန်းစရာမရှိဘူးလီရှာတကယ်မိုက်တယ်နော်စက်ကြည့်လိုက်အောင် the new manager, how well has he done to bring you together in terms of like the emotional effort, the intensity, but also the tactical switches he made today? How much of this is down to him, to Michael Carrick? ကဲဆိုတော့နောက်ဆုံးအနေနဲ့တဲ့အမှုရေမင်းကမေးချင်တယ်တဲ့မိုက်ကယ်ကာရက်နဲ့ပတ်သက်ပြီးတော့ပါပေါ့နော်ဆိုတော့လက်ရှိအသင်းရဲ့ပြောင်းလဲမှုတွေဖြစ်တဲ့ဒီစိတ်သက်ပိုင်းဆိုင်ရာစူးစမ်းအားထုတ်မှုပိုင်းတွေပြီးတော့နီးပြူအားပိုင်းတွေပြည့်တဲ့နဲ့ကစားပုံတွေကဒါမင်းတို့ကြောင့်ပဲဖြစ်လာတာလားဒါမှမဟုတ်ရင်နီးပြအပြောင်းလဲဖြစ်တဲ့မိုက်ကယ်ကာရက်ရဲ့strategy ကြောင့်philosophy ကြောင့်ပဲဖြစ်လာတာလားဒီဟာနဲ့ပတ်သက်ပြီးတော့မင်းဘယ်လိုမြင်လဲဆိုပြီးတော့ဒါကျွန်တော်တို့ရဲ့အမှုမို့မေးထားတာပါအမှုမို့နေနဲ့ဒီကြောင့်လည်းပတ်သက်ပြီးတော့ဘာပြောရမလဲဆက်ကြည့်လိုက်ရအောင်ဗျာနော် I think it's a bit of everything. Obviously, it's not easy because we had only 3 days. ဟုတ်တယ်3ရက်ပဲရှိသေးတယ် I think as I said, because we are all together, we all want to go in the same way,ဟုတ်ပါလေ in the same aim as well. So
Yeah, I think we tried to be as focused as possible today. As Licha said, we've been a lot together. Everyone was defending, everyone was attacking. So Okay. Jenny, it's been a team effort today. Very good result. Well played, both of you. Thank you. ဖတ်ပြီးတော့ဒိုးကြတာเนาะဖတ်ပြီးတော့ဒိုးကြတာဆိုတော့ကျွန်တော်တင်ရတော့ဒီအရာအားလုံးရဲ့အစိတ်ပိုင်းတွေကြောင်းလို့ပဲထင်တယ်ပေါ့နော်ကျွန်တော်တို့တူတူစူးစမ်းခဲ့ကြလို့ကျွန်တော်တို့တူတူစီလုံးခဲ့ကြလို့ကျွန်တော်တို့တူတူတိုက်ပွဲဝင်ခဲ့ကြလို့ကျွန်တော်တို့တူတူရှင်ပြိုင်ခဲ့ကြလို့ဒီလိုအရာတွေရရှိခဲ့တယ်လို့ပြောရမှာပဲနီးပြလက်ရှိမှရောက်လာတာ3ရက်ပဲရှိသေးတယ်ဒီအရာတွေအရာအားလုံးပြောင်းလဲနိုင်ဖို့ဆိုတာမလွယ်ပါဘူးအတူတူတက်ညီလက်ညီနဲ့စူးစမ်းခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့ရည်မှန်းချက်တွေရွေးချက်တွေတူညီခဲ့တဲ့အတွက်ကြောင့်တစ်ထက်တည်းကြားခဲ့တဲ့အတွက်ကြောင့်အခုလိုမျိုးအတင်းရဲ့လင်းမြတိုးတက်မှုတွေကိုမြင်တွေ့ရတာပါကျွန်တော်တို့ဒီတိုင်းပဲ set fight တင်ပါတယ်ကျွန်တော်တို့ဒီတိုင်းပဲ set သွားတင်ပါတယ်ကျွန်တော်တို့ဒီတိုင်းပဲအတူတူစူးစမ်းတင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့အတင်းကအတင်းကောင်းတင်းဖြစ်လာမှာပဲဖြစ်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့ရဲ့အဘူမိုကြီးကအခုလိုမျိုးပဲနောက်ဆုံးအနေနဲ့ပြောကြားသွားခဲ့ပါတယ်တကယ်မှန်ပါတယ်အားလုံးတက်ညီလက်ညီစူးစမ်းရင်ကျွန်တော်တို့အတင်းမကြခင်မှာအခြေအနေတစ်ခုကိုအများဆုံးရောက်လာမှာပါဒီလိုကြောင့်တက်ညီလက်ညီဆိုတဲ့စကားအမှန်ဆုံးပါပဲတက်ညီလက်ညီလုပ်ဖို့လိုပါတယ်เนาะကဲဆိုညီကိုတို့လည်းဘယ်လိုမြင်ကြလဲနောက်လည်းရှိအဘူမိုကြီးနဲ့လေရှာနဲ့ပြောသွားတဲ့အကြောင်းအရာတွေပေါ်ပါညီကိုတို့ရဲ့ထင်မြင်ချက်ယူဆချက်လေးတွေကိုကျွန်တော်ရဲ့ comment ထဲမှာဝင်ရောက်ပြီးတော့ဆွေးနွေးရင်းခုန်ပေးကြဖို့အတွက်ပြောချင်ပါတယ်ဗျာเนาะ